အားလုံးပဲမင်္ဂလာပါခင်ဗျဒီနေ့ဒေါက်တာ Sport Channel ကနေပြီးတော့တင်ဆက်မှာကတော့ဒီကျွန်တော်တို့ဘရာဇီးဘောလုံးသမားပေါ့နော်နေမာရဲ့ပေါ့နော်ဒုက္ခသသမားဘွားရဲ့အကြပိုင်းကိုရောက်စေတဲ့ခြေချင်းဝင်တရားနဲ့ပတ်သက်ပြီးတော့ကျမ်းမာရေးဘူထုတာလေးတွေကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ဒီနေ့မှာပေါ့နော်ကျွန်တော်ခြေချင်းဝင်နဲ့ပတ်သက်တဲ့အကြံဉာဏ်ဖွဲ့စည်းပုံဒီနေမာကခြေချင်းဝင်တရားဘယ်လိုရသွားလဲဆိုတဲ့အကြောင်းရဲ့ပြီးတခြားမကူတရင်ဘယ်လိုဖြစ်သွားအရေးရှိမှဘာတွေဖြစ်နိုင်မလဲစနစ်တကျကူတရမလဲဆိုတဲ့အကြောင်းတွေကိုဘူဒ္ဓအနေနဲ့ share တော့မှာဖြစ်ပါတယ်ခြေချင်းဝတ်ဆိုတာကပေါ့နော်ကျွန်တော်တို့အယိုး၃ခုစုံတဲ့နေရာဖြစ်တယ်ခန္ဓာကိုယ်ရဲ့ body weight တစ်ခုလုံးကိုထိန်းထားရတဲ့နေရာလည်းဖြစ်တယ်အဲ့အတွက်ကျွန်တော်တို့အယိုးတွေညီရင်နေအောင်ဟန်ချက်ညီအောင်ကျွန်တော်တို့အယိုးကြီး၃ခုနဲ့ကျွန်တော်တို့ထိန်းထားပေးတယ်ပေါ့နော်အဲ့မှာကျွန်တော်တို့တကယ်လို့ injury ဖြစ်ပြီဆိုရင်တော့အဖြစ်များတဲ့အယုတ်ကကြတော့ကျွန်တော်တို့အင်္ဂလိပ်လိုဆိုရင်တော့ anterior talofibular ligament လို့ခေါ်တဲ့ပေါ့နော်အဲ့အယုတ်ကအထိဒါများတယ်စုပ်ပြတ်ဒဏ်ရာရတာများတယ်ပေါ့နော်နေမာကပေါ့နော်လိန်ခောက်တဲ့အခါကျရင်သူ့ကိုခြေထိုးဖြတ်တာတွေများတယ်တကယ်အလုတ်ခံရတယ်များတယ်အဲ့လိုတကယ်အလုတ်ခံရတဲ့အခါမှာခြေကျူးကိုထိပြီးလိန်သွားတာမျိုးမှာလဲထွက်သွားတာမျိုးတွေဖြစ်တယ်ပေါ့နော်အဲ့လိုဖြစ်ပြီးတော့ဒီဒဏ်ရာကိုရခဲ့တာဖြစ်တယ်ဒီဒဏ်ရာတွေကတော့ပေါ့နော်ကျွန်တော်ဆေးပညာအရဆိုရင်တော့အကျဉ်းမြင့်ကျွန်တော်တို့အဆင့်3ခုခွဲလို့ရတယ်အဆင့်1 grade 1အပေါ်ယံထိတဲ့အချိန်အဆုပ်ပြဲဒဏ်ရာဒုတိယအဆင့် grade 2အဲကြောင့်အတော်တန်ပြင်းထန်တဲ့ဒဏ်ရာနောက်တစ်ခါကျတော့အဆင့်3အမြင့်ဆုံးဖြစ်တဲ့အလွန်ပြင်းထန်တဲ့ဒဏ်ရာဆိုပြီးအဆင့်ကျွန်တော်တို့ခွဲထားမျိုးရှိတယ်နေမာပေါ့နော်နေမာကတော့သူဖြစ်ရင်သူဒဏ်ရာရရင်တော့အဲအလွန်အပြင်းထန်အဆင့်3အဆင့်ကိုအဖြစ်တာများတာဖြစ်တယ်ကျွန်တော်ခြေချင်းဝတ်ဒဏ်ရာဖြစ်ပြီပေါ့နော် ankle injury ဖြစ်ပြီဆိုရင်တော့ကျွန်တော်တို့တေချာကုတောက်ဖို့လိုတယ်တေချာမကုတပဲနဲ့ပြစ်ထားလိုက်တယ်ဆိုရင်ရေရှည်မှာဒီနာရာကြီးကမပြောက်တာမျိုးဖြစ်တတ်တယ်ပြီးခြေထောက်ကအမြဲတမ်းခြေကျူးဝစ်ကြီးကအမြဲတမ်းหนีပြီးရောင်နေတာမျိုးဖြစ်နေတတ်တယ်ပြီးခဏလေးနည်းနည်းလေးထိလိုက်တာနဲ့ပြန်ပြီးတော့ဒဏ်ရာပြင်းပြင်းထန်ထန်ဖြစ်တာမျိုးတွေပြီးနောက်ပိုင်းပေါ့နော်ကျွန်တော်တို့အခက်မသိရင်ပုံမှန်လမ်းလျှောက်ဖို့ပုံမှန်ပြေးလွှားဖို့ဘောလုံးပုံမှန်ကန်ဖို့တောင်မှကျွန်တော်တို့အခက်ခဲသွားနိုင်ပါတယ်ပေါ့နော်ကိုရီကစားလို့ပေါ့နော်ဘောလုံးကန်တဲ့ခြေချင်းဝတ်ဒဏ်ရာတွေပါရတယ်ရပြီဆိုရင်ကျွန်တော်တို့ဘာလုပ်ရမလဲပေါ့နော်အဓိကကတော့ဒီခြေချင်းဝတ်ဒဏ်ရာရပြီးရောင်လာရင်ပိုဆိုးတယ်ပေါ့နော်အဲ့ဆိုပိုမဆိုးအောင်လို့ကျွန်တော်တို့ကတစ်ချက်ကရေခဲကို15မိနစ်20လောက်ကိုကြာကြာကတ်ထားလိုက်ကတ်ထားပြီးရင်ဒီခြေချင်းဝတ်ရောင်တာတက်တောင်အောင်လို့အတွက်ကျွန်တော်တို့ဒီခြေအိတ်ပေါ့နော် pressure ပေးတဲ့ခြေအိတ်ဖြစ်ဖြစ်ဒါမှပတ်တီးနဲ့ပဲဖြစ်ဖြစ်ဒါမှအဝတ်စနဲ့ပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့စီထားပြီးပတ်ထားပြီးပေါ့နော်အဲ့အဖြစ်ကျွန်တော်တို့ဒီရောင်တာတက်တာမယ်ပြီးရင်ကျွန်တော်တို့ကိုကနားနေပြန်ဖြစ်တဲ့အခါကျရင်ခြေထောက်ကိုမြှောက်ထားပြီးအောက်မှာခေါင်းလေးနှလုံးသုံးလုံးလောက်ဆင့်ပြီးတော့ကိုခန္ဓာကိုယ်ထက်အမြင့်မှာထားပြီးခြေချင်းဝတ်ကိုပေါ့နော်အဲ့လိုလှုပ်ထားပေးခြင်းအပြင်ခြေချင်းဝတ်ကရောင်လာတာရောင်တာကိုတက်တာစေတယ်အဲ့လိုတက်တာခြင်းအပြင်ခြေချင်းဝတ်ဒဏ်ရာကအရင်ကြီးဆိုးတာကိုကာကွယ်နိုင်တယ်ပေါ့နော်ခုနအဆင့်တွေလှုပ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဘာလုပ်ဖို့လိုတယ်ဆိုတော့ခြေချင်းကိုလုံးဝအနာပေးထားဖို့လိုတယ်လုံးဝအနာပေးထားဖို့လိုတယ်လုံးဝခြေချင်းဝတ်ကိုမတုံးမနဲ့လှုပ်ရှားမှုမပြုဘဲနဲ့အနာပေးထားမှာဖြစ်တယ်အနာပေးထားတဲ့အနေအရာမှာပေါ့နော်ဘယ်လောက်ကြာအောင်ပေးရမလဲပေါ့နော်ဘယ်လောက်ကြာအောင်ပေးရမလဲဆိုရင်တော့ကျွန်တော်တို့ဖြစ်တဲ့အဆင့်ပေါ်မူတည်ပြီးတော့အနာပေးရတဲ့အချိန်တွေမတူဘူးကျွန်တော်တို့အဆင့်1အပေါ်ယံလောက်ပဲထိတဲ့အဆင့်လောက်ဆိုရင်တော့ကျွန်တော်တို့တပတ်လောက်ခြေချင်းကိုလုံးဝမတုံးမနဲ့ထားရင်လုံလောက်ပြီအတော်တန်ပေါ့နော်အဆင့်2လောက်ဆိုရင်တော့အနည်းဆုံး3ဘက်ကနေ4ဘက်လောက်ကတော့လုံးဝခြေချင်းကိုမတုံးမဲနဲ့အနာပေးထားဖို့လိုတယ်တကယ်လို့နေမာလို့ပေါ့နော်အပြင်းထန်ဆုံးအဆင့်ရောက်ထိတယ်ဆိုရင်တော့အနည်းဆုံး6ဘက်ကနေပြီးတော့3လလောက်ထိကိုအနာပေးထားဖို့လိုတယ်ပေါ့နော်အနာယူပြီးတဲ့အခါကျရင်ပြန်လဲလေ့ကျင့်ခန်းတွေလုပ်ရတယ်ပေါ့နော်အဲ့လိုပြန်လဲလေ့ကျင့်ခန်းတွေလုပ်တဲ့အခါကျရင်ကျွန်တော်တို့အဓိကအဖြစ် target နှစ်ခုထားတယ်တစ်ခုကကြတော့ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ခြေချင်းဝတ်ရဲ့ balance ကိုပြန်ကောင်းအောင်လို့ target ထားတယ်နောက်တစ်ခုကကြတော့ကျွန်တော် strength training လို့ခေါ်တယ်ပေါ့နော်ခြေချင်းဝတ်ကိုအထောက်အကူပေးထားတယ်ကြွက်သားတွေပြန်လဲအားကောင်းလာအောင်လေ့ကျင့်ခန်းလုပ်ပေးရတယ်ပေါ့နော် okay balance အတွက်ဆိုရင်တော့ကျွန်တော်တို့ one leg stand လေ့ကျင့်ခန်းလုပ်လို့ရတယ်အဲ့ဒါတော့လွယ်ပါတယ်မြေညီမှာပဲခြေထောက်တစ်ဖက်ထောက်တစ်ဖက်ကမြှောက်ထားပြီးတော့ကျွန်တော်တို့ထိတဲ့ဘက်ပေါ့နော်ခြေချင်းဝင်းဘက်ကိုထောက်ထားပါနော်ထောက်ထားပြီးတော့စက္ကန့်20ကနေစက္ကန့်60လောက်ထိကိုခြေပြားထောက်ပြန်ချပါနော်အဲ့ဒါကိုမြေညီမှာလုပ်ရမယ်အဲ့လေ့ကျင့်ခန်းလုပ်လို့ရတယ်နောက်တစ်ခုကကျတော့
အဲ့လေ့ကျင့်ခန်းကိုနည်းနည်းကျွမ်းကျင်သွားပြီလုံနိုင်သွားပြီဆိုရင်ညီမညီတဲ့နေရာကိုပြန်၍ညီမညီတဲ့နေရာမှာခြေထောက်ထောက်ပြီးတော့နောက်တစ်ဖက်ကိုမြောက်ပြီးတော့ one leg stand လေ့ကျင့်ခန်းကိုကျွန်တော်ဆက်လုပ်ပေးလို့ရတယ်ပေါ့နော်နောက်တစ်ခုကကြတော့ကျွန်တော်တို့ကြွက်သားတွေပြန်လဲအားကောင်းဖို့အတွက်ဆိုရင်လေ့ကျင့်ခန်းကြတော့heel rise ပေါ့နော်ကျွန်တော် heel rise လို့ခေါ်တယ်အဓိကတော့ဒီညီမှာပဲကျွန်တော်တို့ခြေထောက်နှစ်ဖက်စလုံးကိုခြေပြားထောက်တယ်ပြန်ချတယ်ခြေပြားထောက်တယ်ပြန်ချတယ်အလေ့ကျင့်ခန်းလုပ်ပြီးလို့ရတယ်အဲ့ဒါအပြင်နောက်ထပ်ပိုလုံနိုင်လာပြီဆိုရင်တော့ကျွန်တော်တို့toes walking heel walking လုပ်လို့ရတယ် toe walking ဆိုတာကကြတော့ဘာလဲဆိုတော့ကျွန်တော်ခြေပြားထောက်ပြီးတော့လမ်းလျှောက်တာပေါ့နော်ခြေပြားနှစ်ဖက်ထောက်ပြီးတော့လမ်းလျှောက်တယ်heel walking ဆိုတာကကြတော့ကျွန်တော်ဖနှောင်းနဲ့လမ်းလျှောက်တာပေါ့ခြေပြားကိုကောဖနှောင်းနဲ့ပဲထောက်ပြီးတော့လမ်းလျှောက်တယ်ဘေးထိုက်လည်းလျှောက်လို့ရတယ်ထဲလည်းလျှောက်လို့ရတယ်ပေါ့နော်အလေ့ကျင့်ခန်းတွေလုပ်လို့ရတယ်အလေ့ကျင့်ခန်းတွေကိုအချိန်ဘယ်လောက်ကြာအောင်လုပ်ရမလဲပေါ့နော်အဲ့တော့စပြီးပြန်လဲတက်တာလာစပါနော်လေ့ကျင့်ခန်းစလုပ်ခါစမှာတော့တစ်နေ့ကိုမိနစ်20လုံးရင်လုံလောက်တယ်တကယ်လို့ကိုကလုံနိုင်လာပြီနည်းနည်းလေးကြာလာပြီဆိုရင်တော့ဒီမိနစ်40ပေါ့နော်တစ်နေ့ကိုမိနစ်40လောက်ထိလုံလောက်ရင်လောက်လုံရင်ရပြီပေါ့နော်လေ့ကျင့်ခန်းလုပ်တဲ့ခါမှာတော့ကျွန်တော်နေတိုင်းတော့လုပ်ဖို့လိုတယ်ဖြည်းဖြည်းနဲ့မှန်မှန်ပေါ့နော်အဲ့လိုလုပ်ဖို့လိုတယ်ဘယ်လိုအချိန်မှရက်ရမလဲပေါ့နော်ကိုကလေ့ကျင့်ခန်းလုပ်နေနေမှာအချိန်တော့မပြည့်သေးဘူးဒါပေမဲ့6တရာပူနာလာတယ်ဆိုရင်တော့ရက်လိုက်ပေါ့နော်နောက်နေ့မှဆက်လုပ်ပေါ့နော်ဟိုနာနေရဲ့အရန်နာနေပြန်ပူပြီးနာလာတဲ့အချိန်မှာဆက်လုပ်ရင်တော့ပူဆိုးရတတ်တယ်ပေါ့နော်ဒေါက်တာစပေါ့မှာအားစားကျမကြီးနဲ့ပတ်သက်တဲ့ဗဟုသုတတွေကို share ပေးမှာဖြစ်တဲ့အတွက်စိတ်ဝင်စားလို့နားထောင်ကြနေဆိုရင် like and subscribe လေးလုပ်ခဲ့ကြပါအောင်နော်